everyone ဒီနေ့ကတော့ basic grammar noun ကနေစပြီးတော့သင်ပေးမှာပေါ့နော်အဲ့တော့ noun ကတော့တည်ပြီးသားဖြစ်မှာပါဘာလဲဆိုတော့ဘာတွေကိုစားပြုလဲဆိုတော့place people cities ဒီလိုအမှောင်ဆုံးလာမယ့် noun မျိုးစားကတော့ common nouns ဖြစ်ပါတယ်เนาะ common nouns တွေကိုဘယ်လိုခွဲလို့ရလဲဆိုတော့ nouns are divided into common nouns and proper nouns ဆိုပြီးတော့နှစ်မျိုးခွဲလို့ရတယ် common nouns တွေကဘာတွေလဲဆိုတော့ people animals places and things ဒါတွေကိုဘာလို့ခေါ်လဲဆိုတော့ common nouns လို့ခေါ်ပါတယ် they are words for people they are common nouns အဲ့တော့လူရဲ့ရည်ညွှန်းလို့ရှိရင်လူကိုရည်ညွှန်းလို့ဆိုရင်သူတို့အားလုံးကဘာတွေလဲဆိုရင် common nouns တွေဖြစ်ပါတယ်ဥပမာကြည့်အောင် artist ဆိုတာကဘာလဲဆိုတော့အနုပညာရှင်ပကြီးပညာရှင်ပေါ့နော်ဒီနေရာမှာ clown ပြီးရင် acrobat ဒီလိုမျိုးလူတွေကိုကိုစားပြုတဲ့ဟာတွေပေါ့နော်ပြီးရင်နောက်ခုဒီ word file နဲ့ဟာတွေကိုကြည့်လို့ရတယ် word file နဲ့ဟာတွေကြည့်မယ် actor ပြီးရင် ant baby baker cook dentist doctor giant lawyer judge man nurse police officer singer soldier teacher အဲ့တော့ဒါလိုမျိုးလူနဲ့ပတ်သက်တဲ့အလုပ်သုံးမဟုတ်အလုပ်ကိုင်သုံးမဟုတ်လူနဲ့ပတ်သက်တဲ့ပြောတဲ့ nouns တွေကိုဘာလို့ခေါ်လဲဆိုရင် common nouns လို့ခေါ်ပါတယ် another word for astronaut is spaceman or spacewoman အဲ့တော့ astronaut ဆိုတာကတော့ဒီအာကာသပညာရှင်တွေကိုပေါ့အဲ့တော့ main လေးနဲ့ဒါလေးခွဲပြောခြင်း spaceman သို့မဟုတ် spacewoman ဆိုပြီးတော့ပြောလို့ရပါတယ်အဲ့တော့ဒီနေ့တော့ common noun ကဘာလဲဆိုတာကိုနားလည်မယ်ထင်ပါတယ် common noun တွေကဘာတွေလဲဒီ word file ထဲမှာမပါတဲ့စကားလုံးတွေရှိသေးရင်လည်း comment ထဲမှာမှတ်ခဲ့လို့ရပါတယ်